啊。再不回来，你把我就都瘦了。你妈妈不给你做饭？做好几样呢。做的啥？做的面条，蒸的面条，烤的面条，煮的面条，咋都是面条啊？还有别的呢，还会煮鸡蛋呢。你爸一回来你就开始告状是吧？我夸你呢，看把我养的多好，我屁都是面条味，一点也不疼。哎呦我的妈！တော်ပြီတကယ်တော်ပြီဒီမှာတနေ့ကုန်ပြန်မှခံရိုက်ပေးနေတာပါကျိုးထူလဲဆောက်တော့ရရလဲအပေါက်နေပြီဘယ်သူမှလည်းကြည့်မဆိုင်ဘူးအသေးလေးတစ်စက်တောင်ပေးဖို့ဝင်လေးနေကြတာလားဒီလိုပဲဆက်လုပ်နေရင်တော့ဗီဒီယိုတွေတစ်ခုမှမတင်တော့ဘူးနော်ဟာတာတွေစက်ကြည့်ကျင်သေးရဆိုရင်တော့အခုချက်ချင်းဖာဝင်နဲ့အသေးလာပေးကြတော့စိတ်တုန်နေပြီ